ist die neue schwere deutsche Artillerie. Aufzüge und Schienenanlagen befördern die gewaltigen Geschosse zum Rohr. Diesem massierten Feuerhagel werden auch die letzten Festungswerke von Sevastopol auf die Dauer nicht standhalten können. Gustav တန်လန်းပေါ်မှာသွားတယ်မိရတာမဟုတ်ဘူးအရွယ်စားအရန်ကြီးတယ်တင်းမမဟုတ်ဘူးဖြတ်စွမ်းအားကြီးရဲ့စစ်လက်နက်တစ်ခုပါသူ့နာမည်ကတော့ Gustav ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ Infonet Channel လေးကိုအစီအစဉ်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲမြင်ကြပါခင်ဗျာကျွန်တော်ရဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအင်ကောကတင်ဆက်ပေးခဲ့တဲ့အိမ်ဖြူတော်တဲ့ကြီးရဲ့ကြွက်ဗီဒီယိုကပရိသတ်တွေသဘောကျလိမ့်မယ်လို့လည်းထင်ပါတယ်မကြည့်ရသေးရင် channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါခင်ဗျာကဘာစေးတွေကစူပါဒူပါလက်နက်ကြီးတွေအကြောင်းလည်း playlist တစ်ခုခွဲပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်တို့သိလို့တဲ့အကြောင်းအရာတွေကိုလည်း comment section ကနေအကြံပြုမေးမြန်းနိုင်ပါတယ်အရင်တောင်းဆိုထားတဲ့အကြောင်းအရာတွေကိုလည်း video သီးသန့်လုပ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့် channel လေးကို like and subscribe လေးလုပ်ပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ကျွန်တော် channel လေးကို support လုပ်ပေးမယ်ဆိုရင်တော့ US VPN လေးခံပြီးတော့ကြည့်ပေးအောင်ပါပဲ okay ဒါဆိုရင်တော့အစီအစဉ်လေးကို intro လေးပြရနိုင်စားလိုက်ကြမယ်နော်အားလုံးသိကြတဲ့အတိုင်းအကြံကြီးရဲ့နာဇီတို့ကအောင်ပွဲကြီးတွေရဖို့အတွက်ဖြတ်စွမ်းကြီးပေးနိုင်တဲ့လက်နက်ကြီးတွေကိုဖန်တီးထုတ်လုပ်ခဲ့ပါတယ်။အရင်ဗီဒီယိုမှာတင်ဆက်ပေးခဲ့တဲ့ပြည်ထောင်စုရတရစာရွက်ပေါ်မှာနေညီကုန်းချုပ်သွားခဲ့တယ်ဆိုပေမဲ့တကယ်စစ်မြေပြင်မှာအသုံးပြုခဲ့တဲ့အေယာမသားရဲတွေကောင်ကလည်းရှိခဲ့ပူပါတယ်။သူ့နာမည်ကတော့ Gustav ဖြစ်ပါတယ်။ Gustav ဆိုတာကရက်လက်နက်ဆက်ရုံက CEO ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်တွင်ဂျာမနီတွေကိုစစ်လက်နက်ထုတ်လုပ်ပေးခဲ့တဲ့ Gustav ကိုဂုဏ်ပြုတဲ့အနေနဲ့သူ့နာမည်ကိုပေးထားတာပါ။ခုတ်နာမည်အနေနဲ့ကတော့ဒိုရာကန်နိုလို့ခေါ်ကြပါသေးတယ်။တချို့ကတော့ဒိုရာဆိုတာ Gustav ရဲ့မိန်းမနာမည်ကိုအစွဲပြုပြီးခေါ်ကြတာလို့လေကောလာဟာလာတွေပြောကြပါတယ်။ဒါပေမဲ့တက်တေထောက်ထားတော့မရှိပါဘူး။ Gustav ကသမိုင်းတစ်လျှောက်မှာအကြီးမားဆုံးနဲ့အလေးလံဆုံးတာဝေးပြီးအမြောက်ကြီးတစ်လက်ဖြစ်ပါတယ်။ကြီးမားလုံးနဲ့အမြောက်ကြီးကိုကားလေသင်္ဘောစတာတွေပေါ်မှာတင်ပြီးစစ်စင်ရင်မှာအသုံးချဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Gustav ကိုတိစောက်ခဲ့တဲ့နေရာမှာအင်ဂျင်နီယာလုပ်သားစုစုပေါင်းအယောက်4000လောက်ကိုအသုံးပြုခဲ့ရတယ်လို့သိရပါတယ်။ Gustav ရဲ့ဒီဇိုင်းကို1936ခုနှစ်မှာစတင်ခဲ့ပြီး1940ခုနှစ်မှာတော့အပြီးသတ်နိုင်ခဲ့ပါတယ်။ဒီစောက်ပြီးစီးချိန်မှာလည်းအစိပ်ပိုင်းတွေကိုတစ်ခုစီခွဲပြီးယထာအဆင်း30လောက်နဲ့ရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်မှာသူ့စိပ်ပိုင်းနဲ့သူပြန်လဲတက်ဆင်ပြီးအသုံးပြုခဲ့ကြတာပါ။ဒီလိုတက်ဆင်ရမှာလည်းအချိန်အားဖြင့်တစ်ပတ်လောက်တော့သုံးခဲ့ရပါတယ်။တေယူပို့ဆောင်မှုတက်တက်ကိုပဲအင်ဂျင်နီယာစစ်သားနဲ့အလုပ်သမား2000ကနေ4000တိအသုံးပြုခဲ့ရပါတယ်။ရေဝေကန်တလက်ဖြစ်တာကြောင့်ကူးတန်းသွားလာရေးမှာတော့အပြန်ရထားလက်နှစ်သွဲကိုပဲအသုံးပြုရပါတယ်။အလေးချိန်အပြင်တန်ချိန်1350လောက်ရှိပြီး primary weapon အနေနဲ့800 mm caliber အမြောက်ကြီးတစ်လက်ကိုလည်းတပ်ဆင်ထားပါတယ်။ဒါကတော့အမြောက်ကြီးမှာသုံးတဲ့ကြီးစံဖြစ်ပါတယ်။တန်ချက်ကားတွေဘန်ကားတွေအတွက်ရည်ရွယ်ထားတဲ့အာမာဖီယာဆင်ရှိက 73.8 ပေရှိပါတယ်။ပေါက်ကွဲအားကိုဦးစားပေးတဲ့High explosives HE ကတော့ 17.5 ပေရှိပါတယ်။ဒီလောက်ကြီးတဲ့ကြီးစံတွေကိုပြစ်ခတ်ဖို့ဆိုရင်တော့ဘုံကြီးစက်တွေရန်နေဟိုင်းနဲ့ crew ဖွဲ့တွေအများကြီးလိုအပ်ပါတယ်။ကြီးစံတစ်ထောင်နဲ့အလေးချိန်က 4.8 တန်ကနေ 9 တန်ကျော်ထိရှိပါတယ်။ Mitsubishi ထွက်ကားတစ်စီးလောက်ကိုအလေးချိန်ရှိတဲ့ကြီးစံတွေကိုတည်ဆောင်ရမှာလဲရထားတွဲတွေကိုအသုံးပြုရပါတယ်။အဲ့ဒီရထားတွဲတွေပေါ်ကနေဘတ်ချေတီယာတွေတင်ဖို့ heavy crane 2 စင်းလိုပါတယ်။ကြီးထိုးတဲ့အခါမှာလဲ hydraulic rammer တွေကိုသုံးပြီးတော့ထိုးရပါတယ်။အဲ့ဒီနောက်မှာ propellant chain တွေကိုထည့်brush တွေကိုပိတ်ပြီးမှအမြောက်ကြီးကိုပြစ်ခတ်လို့ရပါတယ်။ဒီရွယ်စားရှိတဲ့ကြီးစံတွေကိုမြင်တာနဲ့ပောက်ခွဲရဘယ်လောက်ရှိမယ်ဆိုတော့တွေးကြည့်ုံနဲ့သိတာပါတယ်။ဘောလုံးဝင်းတကွင်းစာထက်ကျယ်တဲ့ဧရိယာကိုတစ်ချက်တည်းနဲ့ဖျက်ဆီးနိုင်ပါတယ်။ Gustav ကိုတိစောက်ခဲ့တဲ့ရွယ်ချက်ကပြင်သစ်တို့ရဲ့မာဂျီနိုခံစစ်ကိုဖောက်ချင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တင်နာပရိချုပ်ဘွန်ရမ်စတက်နဲ့ဗိုလ်ချုပ်ကြီးဘီလန်ဘိုလစ်တို့တက်ညီလက်ညီနဲ့လက်ဆွမ်းပြတာ1940ဂျွန်လမှာပဲပြင်သစ်ကလက်နက်ချသွားပါတယ်။ဂျာမန်တပ်တော်အနေနဲ့43ရက်လောက်ပဲတိုက်ခိုက်ခဲ့ရတာပါ။အဲဒီအချိန်မှာမာဂျီနိုကိုအမုန်းချင်မဲ့ Gustav ကြီးကတော့အစင်းသစ်မဖြစ်သေးပါဘူး။အဲဒါကြောင့်1942ခုနှစ်ကိုရောက်တဲ့အခါမှာတော့ဆိုဗီယက်နဲ့တိုက်တဲ့အရှေ့ဘက်စစ်မျက်နှာမှာပွဲဥထွက်အနေနဲ့စတင်တက်တော်ဝင်လာခဲ့ပါတယ်။ Gustav အားကိုးနဲ့မိုက်နေကြတဲ့ဂျာမန်နာဇီတွေလည်းဆိုဗီယက်တို့ရဲ့လက်နက်စက်အုံကြီးတွေခံတပ်တွေဘန်ကားတွေနဲ့အမြောက်တပ်တွေအများပြားကိုချီမုန်းနိုင်ခဲ့ကြပါတယ်။ဒီအေယာမအမြောက်ကြီးကိုရန်သူပြောက်ကြတက်နဲ့လေတပ်တွေကလည်းမျက်စောင်းထိုးနေမှာအမှန်ပါပဲ။အဲဒါကြောင့်ပဲ Gustav ရဲ့လုံခြုံရေးကိုလည်းအထက်ထက်ချထားခဲ့ကြတာပါ။လေကြောင်းရန်ကာကွယ်ဖို့အတွက် fighter လေယာဉ်တွေ ADF လက်ကန်အနေနဲ့တိုက်ခိုက်မှုကာကွယ်ရေးအတွက်လည်းတပ်ဖွဲ့များစွာတင်ကားများစွာနဲ့စနိုက်ပါတွေကိုလည်းချထားခဲ့ပါတယ်။မြေပြင်ထိန်းသိမ်းရေးအတွက်လည်းစစ်ဘက်အင်ဂျင်နီယာလွတ်သားပေါင်းများစွာလည်းGustavဘေးမှာအမြဲတမ်းစတမ်းမိုင်စောင့်နေကြရတာပါ။
ဆိုဗီယက်တို့အနေနဲ့လည်းဂူးချက်ကိုတိုက်ခိုက်ဖျက်ဆီးဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဘလို့မှထိရောက်အောင်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ဒုတိယကမ္ဘာစစ်မျက်နှာမှာရန်သူကိုချေမှုန်းပြီးရေးပါတဲ့အခန်းကဏ္ဍကိုရခဲ့တဲ့ဂူးချက်လည်း1945ခုနှစ်မှာတော့နေဝင်ရင်ကိုရောက်ရှိလာခဲ့ပါတယ်။စီးရီးယားရှုံးနေလာဖြစ်တဲ့ဂျာမနီတို့ကဂူးချက်ကိုမဟာမိတ်တွေလက်ထဲကိုမရောက်ဖို့အတွက်သူတို့ကိုယ်တိုင်ပဲဖောက်ခွဲဖျက်ဆီးခဲ့ကြတာပါ။ဒီလိုနဲ့ကမ္ဘာအကြီးဆုံးအမြောက်ကြီးကလည်းသမိုင်းစာမျက်နှာပေါ်မှာပဲကျန်ရစ်ခဲ့ရပါတယ်။ဂူးချက်ရဲ့အကျွမ်းဉာဏ်စိတ်ပိုင်းအချို့ကိုတော့ဂျာမနီနိုင်ငံရဲ့စစ်သမိုင်းပြတဲ့မှာဒီနေ့ထိပြသထားပါသေးတယ်။အမြောက်ဆိုင်ကြီးတချို့ကတော့ပြည်ထောင်ကအင်ပါယာစစ်သမိုင်းပြတဲ့မှာပြသထားတာပါ။တခြားပြတိုက်တွေမှာလည်းအစိပ်ပိုင်းတွေရှိနေသေးတယ်လို့သတင်းတွေထွက်နေကြပေမဲ့တိကျတဲ့မှတ်တမ်းတွေလုပ်ထားတာတော့မရှိခဲ့ပါဘူး။အနည်းချုပ်အနေနဲ့ပြောရရင်တော့ဂူးတက်ကစစ်သမိုင်းထဲမှာလေးလာတဲ့အေယာမလက်နက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့နာဇီတို့ရဲ့စူပါဒူပါလက်နက်ကြီးများတွေကအမြောက်ကြီးဂူးတက်ရဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ brother တို့တောင်းဆိုထားတဲ့ KV6 တင်းကားအကြောင်းကိုလည်းနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တင်ဆက်ပေးသွားဖို့ရှိပါတယ်ဗျ။အခုလိုပဲကမ္ဘာစစ်ကြီးအတွင်းကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသဘောကျတယ်ဆိုရင်တော့ subscribe လေးနှိပ်ပေးထားဖို့မမေ့ကြပါနဲ့။အကယ်၍မနေရသေးဘူးဆိုရင်တော့ Goose တက်ကြီးနဲ့လှမ်းဆော်ရပါလိမ့်မယ်အလကားစားတာပါပရိသတ်တို့အနေနဲ့သိချင်တဲ့အကြောင်းအရာလေးတွေရှိရင် comment section မှာခြားရေးခဲ့ပါ comment တွေကိုဖတ်ကြည့်ပြီးတော့ fan service လေးတွေလည်းလုပ်ပေးသွားအောင်မှာဖြစ်ပါတယ်ဒါပြင်တော့အစီအစဉ်လေးကိုဒီနေရာမှာပဲညနာဝယ်ပြပါပရိသတ်များအားလုံးကိုကံကောင်းခြင်းတွေစောင့်ကြိုနေကြပါစေလို့လည်းကျွန်တော်တို့ရဲ့ Infonet channel လေးကနေဆုတောင်းပေးလိုက်ပါတယ်ဗျာ